Hi ဖူးဖွင့်ရတနာကြိုဆိုပါရှင်ခုနမေမေပလဲလေးပြပြီးပြီပေါ့နော်အခုကျတော့ရောင်စုံလေးပြပေးခြင်းလို့ပါဒီမှာရောင်စုံလေးကလည်းသူကလည်းတစ်ခိုင်နဲ့ထိုးရင်တော့မှလာတယ်နော်တစ်ခိုင်မဲ့ထိုးနှစ်ခိုင်မဲ့ထိုးသုံးခိုင်မဲ့ထိုးလာတဲ့ site လေးပေါ့နော်ဒါပေမဲ့မေမေကအခုသုံးခိုင်ကင်ပြီးတော့ပြပေးတာနော်အနီးရဲ့အစိမ့်ရဲ့ပလဲလေးရဲ့ဒီပုံစံလေးဆိုလဲတော်တော်လေးကိုရောင်းရနော်သူ့ရဲ့အရွက်လေးကိုတော့တစ်ခွလေးနဲ့လုပ်ပေးထားတာဒီလိုသုံးခိုင်အပြင်ကိုတချို့ကကြတော့အနောက်မှာဒီလိုအရွက်လေးခံနေတယ်ပေါ့နော်အရွက်လေးမပိုင်လဲမမေကတော့စိတ်ထဲမှာလှပြီးသားပါဒါပေမဲ့တချို့ကြလဲအနောက်မှာဒီလိုလေးစိမ့်လေးပါချင်တယ်ပေါ့နော်ဒီရောင်စုံလေးဆိုလို့ရှိရင်လဲအိုးဖြူလေးနဲ့ပဲထိုးကြီးပန်းအိုးလေးနဲ့ပဲထိုးလှတယ်နော်ဒါကတော့မေတို့စီမှာအမြဲတမ်းပုံတင်ပေးထားတာကြတော့လေသူက10လက်မအိုးဖြူလေးနဲ့မင်ထိုးပြပေးထားတာလေးလည်းရှိပါတယ်အိုးဖြူလေးနဲ့လည်းလာတယ်ကြီးပန်းအိုးလေးနဲ့လည်းလာတယ်တကယ်လို့ကို့မှာအိုးရှိပြီးသားဆိုအိုးဝယ်ဆရာမလို့เนาะပန်းခိုင်တီးတန့်ဝယ်ရင်လည်းရပါတယ်ရှင်တကယ်လို့မရဲ့3ခိုင်ဆိုလို့ရှိရင်3သိန်းကျော်ကြာတော့မှာဆိုတော့ငွေအမောက်များသွားရပေါ့เนาะအဲ့လိုဆိုရင်2ခိုင်နဲ့တွဲပြပေးဆိုရင်လည်းဒီမှာပါ2ခိုင်ဆိုလည်းတော်တော်လေးကိုလှနေပြီเนาะဒီမှာ2ခိုင်ဆိုလည်းတော်တော်လေးကိုလှနေပြီဒါမှမဟုတ်လဲဒီဟာအပြင်ကိုတခြားဒီဈေးဒီလောက်မများတဲ့ဟာလေးနဲ့လေဒီအနီတို့အစိမ်းလုံးနဲ့ရံမယ်ဆိုရင်လာတယ်နော်ဒီပန်းခိုင်ကြီးကဒီမှာပါနှစ်ခိုင်နဲ့ထိုးပြတာပြီးရင်တစ်ခိုင်နဲ့ဒီမှာတစ်ခိုင်လေးတစ်ခိုင်ကြတော့နည်းတယ်လို့ဖြစ်သွားပါဘောနော်လာတော့လာပါတယ်သူဟာနဲ့သူတော့နှစ်ခိုင်လေးပါအပေးလို့ရပါတယ်ရှင်